ဘဝထဲမှာအဆင်ပြေခြင်းတယ်နော်အဲ့လိုဆိုလို့ရှိရင်ဘုန်းတို့ဘာအားကိုးမလို့ဘဝလွတ်မြောက်ဖို့အတွက်သိစိတ်ဝင်စားစေဘူးဆိုရင်ပေါ့လေအဲ့ဒါဆိုရင်ဘုန်းတို့ဘာအားကိုးမလို့ဆိုလို့ရှိရင်စိတ်ကောင်းနှလုံးကောင်းလေးဖြစ်အောင်လုပ်စိတ်ကောင်းနှလုံးကောင်းလေးကိုအားကိုးစိတ်ကောင်းနှလုံးကောင်းဆိုတာကောင်းမွန်တဲ့စေတနာကောင်းမွန်တဲ့ကံတရားကိုရည်ရွယ်ပြောတာကျွတ်တို့မှာစေတနာဆိုတဲ့ကံတရားတွေကဆိုးတဲ့စေတနာတွေလည်းဖြစ်တယ်ကောင်းတဲ့စေတနာတွေလည်းဖြစ်တယ်အဲ့ဒါဆိုးတဲ့စေတနာတွေကတော့ကျွတ်တို့အလွန်ကြောက်ရွံ့တဲ့ယွံမုန်းတဲ့ဒုက္ခတွေကိုပဲပေးမှာကောင်းတဲ့စေတနာတွေကတော့ကျွတ်တို့အခုအလွန်မဲ့နေတဲ့ကျွတ်တို့အလွန်တန်ဖိုးထားတဲ့ကောင်းမြတ်မှုချမ်းသာတွေကိုပေးမှာအဲ့တော့ဘဝထဲမှာအဆင်ပြေခြင်းနဲ့ဆိုရင်ဘုန်းတို့ကောင်းတဲ့ကံလို့ဆိုတဲ့စေတနာကောင်းလေးတနည်းအားဖြင့်နားလည်လို့တဲ့ဝါဒနဲ့ပြောရင်စိတ်ကောင်းနှလုံးကောင်းလေးကိုအားကိုးရမယ်ကောင်းတဲ့စိတ်ကလေးထားအဲ့ဒါတန်တရားမှာနော်ချမ်းချမ်းသာသာလေးသွားရမယ်